ခုချိန်ထက်အရန်ဝါသနာပါတဲ့အလုံးနဲ့အသက်မွေးဝမ်းကြောင်းလို့ဖွင့်ပေးတဲ့အခုချိန်ကြီးစင်ပေါ်မှာဒီဆိုဖြော်ပြီးဖွင့်ပေးနေတဲ့ဒီအောက်ကပြိတ္တကြီးရဲ့ကျေးဇူးကြောင့်ပါပဲဆိုတော့အဲ့ဒါကိုရင်းကြံလို့လာပါမယ်ဆိုတော့မလာတော့မသိပြီလေဟိုး15နှစ်တုန်းကထပ်ဆရေးခဲ့တဲ့ rap လေးတစ်ပုဒ်ရှိတယ်အဲ့ဒီချင်းလေးကိုဆရာကပြိတ္တကြီးနဲ့ဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ဆိုပါတယ်Love